အိန္ဒိယနိုင်ငံမှာညနေနေဝင်ပြီးတာနဲ့မနေ့နေမထွက်ခင်အထိဝင်ရောက်ခွင့်လုံးဝပိတ်ပင်ထားတဲ့တခုတည်းသောနေရာတစ်ခုရှိပါတယ်။ဒါကတော့ကဘာလက်ခကြီးတွေတောင်ညာအိတ်ဖို့မပြောနဲ့နေဝင်ကြီးရောအချိန်မှာတောင်မနေရဲကြတဲ့ဘန်ကာခံတက်ကြီးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်4လလောက်ကဒီနေရာဟာအရန်စီကားခဲ့ပြီးရတနာဝတီလို့ခေါ်တဲ့အလှပကြီးမင်းသမီးလေးနေထိုင်ခဲ့ဦးတယ်။ဒါပေမဲ့သူမကိုတစ်ဖက်သက်ဆွဲလိုက်နေတဲ့စင်ကြီးရဆိုတဲ့မွေးရပါမော်ပညာတက်တဲ့မော်စရာတယောက်ရှိခဲ့ပါတယ်။မင်းသမီးကိုရဖို့အတွက်သူဟာမင်းသမီးသုံးမဲ့ရေမွေးပလင်းတဲ့ကိုသူ့ကိုမြင်တာနဲ့ချင်းမိသွားစေမဲ့အောက်လန်းပညာတွေနဲ့စီးရင်လိုက်တယ်။ဒါပေမဲ့မင်းသမီးကရေးမိသွားပြီးအဲ့ဒီရေမွေးပလင်းကိုကြောက်တုံးကြီးတူတုံးပေါ်ကိုလွင့်ပစ်လိုက်ပါတယ်။ကျိန်စာအစွမ်းကြောင့်အဲ့ဒီကြောက်တုံးကြီးဟာမော်စရာစီကိုလိန်ဆင်းသွားပြီးမော်စရာကိုဖိတ်တက်လိုက်ပါတော့တယ်။ဒီကနေ့အချိန်မှာမော်စရာကဒီခန္ဓာကြီးတစ်ခုလုံးပျက်စီးပါစေဘသူမှအသက်ရှင်လျက်မနေနိုင်ပါစေနဲ့လို့ကြောက်မတ်ဖွေကျင်စာတိုက်ခဲ့တယ်။တိတ်မကြခင်မှာမဲ့စစ်ပွဲပြီးဖြစ်ခန္ဓာကြီးတစ်ခုလုံးပျက်စီးပြီးမင်းသမီးအပါအဖွဲလူအကုန်လုံးတေဆုံးခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးဒီခန္ဓာထဲကအိမ်တွေဟာခေါင်မိုးတက်လို့မရတော့ပဲခေါင်မိုးလုတ်လိုက်တိုင်းပြိုကျကုန်တယ်လို့ဆိုကြပါတယ်။ဒေသခံတွေလည်းအဆိုအရညဘယ်ဆိုရင်မင်းသမီးရဲ့ခြေချင်းဝစ်တန်းတွေအမျိုးသမီးတွေရဲ့ငိုတန်းတွေနဲ့ကခွန်တန်းတွေကိုကြားရလေးရှိပါတယ်။အစိုးရကခံထားတဲ့လုံခြုံရေးဝန်ထမ်းတွေတောင်မှညဘက်ဆိုရင်ခံတဲ့အနာကိုမကတ်ရဲကြပါဘူး။ဇန်သက်ချင်းစိတ်နဲ့ညဘက်ခိုးဝင်ဘူးသူတချို့ဟာပြန်ထွက်မလာတော့တာမျိုးသို့မဟုတ်စိတ်ဖုတ်ပြန်သွားတာမျိုးတွေဖြစ်ခဲ့ပူပါတယ်။ဒါကြောင့်မလို့အိန္ဒိယအစိုးရကဒီနေရာကိုနေဝင်ပြီးတာနဲ့ဝင်ရောက်ခွင့်မရှိဆိုရဲဥပဒေထုတ်ပြီးတားမြစ်ထားရတာပါ။ခန္ဓာကြီးကတော့အခုချင်းထိသူ့ရဲ့ဝမ်းနည်းစရာတမိုင်းကြောင်းတွေနဲ့အတူအိန္ဒိယနိုင်ငံရဲ့တရေအချောက်ဆုံးနေရာအဖြစ်ဂျန်ရှိနေသေးပါပဲ။